လောက်ချင်တဲ့ 3D model တစ်ခုကိုရင် down လိုက်ပါနော်ဒီကောင်ရင် down လိုက်ပေါ့ဒီကောင်ဆိုရင်ဘာဖြစ်မလဲโอเคဒီကောင်ဆိုရင် RAR ပေါ့နော် RAR ဖြစ်တဲ့အတွက် down လိုက် RAR ဆိုရင် file နဲ့ကိုတစ်ချက်သွားရမယ်နော် file နဲ့ကနေတစ်ဆင့် zip file ကိုပြန်ပို့ရမယ်ဒီမှာနော်ဒီကောင်အပေါ်ဆုံးမှာပေါ်နေလိမ့်မယ်ပြီးဒီမှာ zip file ကိုပို့ပေးရမယ်နော် zip file ကိုတစ်ချက်နှိပ်ပြီးဒီကောင်ကို copy ကူးလိုက်ပေါ့ကျွန်တော်ရှင်းပြီးသားဖြစ်တယ်နော်တော်တော် copy ကူးမပြတော့ဒီကောင် copy ကူးမယ်ကျွန်တော်တစ်ချက်ပြမယ်နော် copy ကူးပြီးတော့ဒီမှာချပေးလိုက်ပါနော်ဒီ download ဆိုတဲ့ထဲမှာဒီအလေးကိုချပေးလိုက်ရပြီကျွန်တော်လည်းလုံးမပြတော့ဘူးနော်ကျွန်တော်ရှင်းပြီးသားဖြစ်နေလို့ okay ကျွန်တော်အဲ့တော့ message အောင်ပြန်သွားလိုက်မယ်ဒီမှာ upload file ကိုပြန်ထည့်ကြည့်လိုက်မယ်မရင်ဆိုပြီးရိုက်ရှာလိုက်ပါနော်ဝိုင်းရင်ဒီမှာဒီကောင်တစ်ချက်ထည့်ကြည့်ပါနော်ဒီကောင်ရမရပေါ့ရမရတစ်ချက်စောင့်ကြည့်လိုက်ပေါ့ဒီကောင်မရဘူးဆိုရင်တော့ OBJ ပြောင်းရမယ်နည်းနည်းတော့ကြာတယ်ဒီနေ့က2မိနစ်လောက်ကြာတယ်ဟုတ်ကဲ့မရဘူးပေါ့နော်မရဘူးဆိုတော့ OBJ ပြောင်းပေါ့နောက်ဆိုတော့ OBJ ပြောင်းမယ်ဆိုတော့ထွက်လိုက်တော့မယ်နော်အဲ့တော့ Chrome ကိုသွားမယ် Chrome ကိုသွားမယ်ဒီ Chrome မှာပေါ့နော်ကျွန်တော်ရှာသလိုမျိုး FBA2 OBJ လို့ရိုက်ရှာဟုတ်ကဲ့ဒီမှာတော့ပြန်ရှာပြမယ်ဒါပေါ်ပြီးသားဖြစ်နေ FBA2 OBJ မနော်ဒုတိယတစ်ကောင် free online AutoTAD FBA2 web form OBJ အောက်ကောင်တစ်ချက်နှိပ် okay ဒီကောင်ပြီးဒီမှာ draw or upload your file ပေါ့နော်ဒီကောင်တစ်ချက်နှိပ်ပြီးစနရင်ဆိုပြီးရိုက်ရှာလိုက်စနကျွန်တော် down လာတဲ့ရင်ကိုထည့်ပေးပါနော်ရင်ရဲ့ 3D model ဒီမှာ okay close နှိပ်လိုက်ပါနော်ပြီးဒီမှာဒီကောင်တစ်ချက်နှိပ်ပေးလိုက် con ဆိုတော့ကောင်တစ်ချက်နှိပ်မခဏစောင့်ပေးပါနော်ဒီလို server မှာဆွဲတယ်နော် server ဆွဲလို့မရဆွဲရင်အစပြန်ဖြစ်သွားခဏစောင့်ပေးလိုက်ပါနော်ဒါသူလုံနေပြီနည်းနည်းလေးတော့ကြာတယ်โอเคဒါဆိုရပြီပေါ့နော်အခု download တော့နှိပ်မယ် download okay download ရပြီဆိုရင်ဒီကောင်ဖွင့်ကြည့်လိုက်ပေါ့နော် open ကိုတန်းနှိပ်လိုက်ရတယ်ပြီးရင် Plasma 3D ကိုရွေးပေးလိုက်ဒီကောင်တစ်ချက်ကြည့်ကြည့်ပေါ့နော် file က 3D model ကို 3D model စစ်ကြည့်လိုက်ပေါ့တချို့ဟာတွေကျတော့မဲမဲကြီးဖြစ်နေတယ်ကိုလုံးတွေအောက်ကိုရောက်နေပါလိမ့်ရှိတယ်အဲ့ဒါကျတော့ပြင်ရမယ်ပေါ့နော် okay ဒီကောင်တစ်ချက်ကြည့်ကြည့်မယ်ဒီကောင်မှန်မမှန်ပေါ့နော် OBJ ကိုရွေးလိုက်
โอเคဒီလိုမျိုးကြီးတွေဖြစ်နေတာပေါ့နော်ဒါမျိုးကြီးတွေကြတော့အဆင်မပြေတော့ဒါမျိုးကြတော့ပြင်မရတော့โอเคအဲ့တော့မလိုတဲ့ဟာတွေဖြတ်ပြေပေါ့နော်ဒီမှာဒီဘက်ကဒီကောင်တွေဖြတ်ပလိုက်နှစ်ချက်ထောက်လိုက်ပေါ့နော်ကျွန်တော်ပြန်ပြမယ်နှစ်ချက်ပိတ်ထောက်လိုက်ထောက်ပြီးဆိုရင်ဒီမှာတလိကိုနှိပ်လိုက်နောက်တစ်ခုလည်းအဲ့လိုပဲပေါ့နော်နှစ်ချက်ထောက်လိုက်ပြီးမှဒလိကိုနှိပ်လိုက်တစ်ချက်တည်းထောက်လို့မရနော်နှစ်ချက်ထောက်တစ်ချက်တည်းထောက်ရင်ဟီးရိုးကပြတ်သွားโอเคနှစ်ချက်ထောက်โอเคဒါဆိုရင်တော့အဖြူတွေပြောက်သွားပြီပေါ့နော်ဖြူတွေပြောက်သွားပြီဆိုရင်ဒီကောင်အမဲဖြစ်နေမဲမဲကြီးဖြစ်နေနော်အမဲတွေကိုဒီမှာဖြောက်ချင်နေဆိုရင်ကျွန်တော်ပြန်ပြမယ်ဒီကောင်ရင်ဟီးရိုးဆိုတာတစ်ချက်နှိပ်လိုက်ပြီးမှမတာရဲဆိုတော့တစ်ချက်နှိပ်ဒီကောင်လေးတွေကိုဒီမှာကာလာပြောင်းပေးလိုက်အမဲတွေဖြစ်နေဒီမှာနှစ်ခုလုံးကာလာအဖြူပြောင်းပေးလိုက်โอเคဒါဆိုအဖြူလေးပြန်ဖြစ်သွားပြီပြီးဒီမှာဒီကောင်ခေါင်းအောက်ဆိုင်နေနော်ကိုလုံးကအဲ့တော့ကိုလုံးအပေါ်တင်ပေးလိုက်ပါနော်အဲ့လိုပဲတစ်ချက်ထောက်အဲ့ကိုလုံးကိုဒီကိုလုံးကိုနှစ်ချက်ထောက်ပေးလိုက်နှစ်ချက်ထောက်ပေးပြီးပါဆိုဒီမှာဆက်တင်လိုက်ဒီမျက်နှာနဲ့အညီဖြစ်အောင်ဒီလိုဖြစ်သွားနည်းလေးချဲလိုက်တခြားကြည့်မျက်နှာနဲ့အတိအကျကျလာဆိုတခြားလေးကြည့်နည်းနည်းလေးစမ်းကြည့်လို့ရတယ်နောက်စီပြောင်းโอเคပါနော်လောက်ဆိုရပြီโอเคဒီလိုဆိုရပြီနော်ရပြီဆိုရင်ဒီနောက်နည်းနည်းဆွဲလိုက်အဆုံးဆွဲလိုက်မှ export ဆိုကောင်ရှိတယ်ဒီကောင်တစ်ချက်နှိပ်ပြီးဒီမှာ OBJ ကိုတစ်ချက်နှိပ်ပြီးရင်ဒီမှာ file ကိုစေးလိုက်ပါနော်ဘယ်ထဲမှာစေးကျင်လဲပေါ့ဒီ file ကိုနာမည်ပြောင်းကျင်လဲပြောင်းလေးလို့ရတယ်ဒီမှာရင်ဆိုပြီးရေးထားလိုက်စေးရပြီပြီးရင်ဒီကိုပြန်သွား message အောင်ပြန်သွားမဖိုင်ပြန်ထည့်ပါနော်စနဒီselect character media package ကိုရွေးနောက်တိုင်းရင်ကိုနာမည်ရေးလိုက်တယ်ရင်ဆိုပြီးတော့ရေးလိုက်တယ်အကောင်ရှာလိုက်ဒီလိုမျိုးဖြစ်တယ်ဆိုရင်ပြန်နှိပ်ဒီဟာကိုပြန်နှိပ်ပြီး download ကိုပြန်နှိပ်ဒီမှာနော်ဝိုင်းရင်ဒီမှာ17နာရီ19ကထုတ်လိုက်တာရင်အချိန်လည်းပါတယ် OBJ ဆိုရင်တော့ဟိုဟာထည့်ရမယ်နော်ကီးထည့်ရမယ်โอเคဒါဆိုရပြီပါနော်ရပြီဆိုရင်ကီးထည့်ရမယ်အဲ့တော့ဒီမှာ Jasmine ကိုရေးရမယ်နော် JAVASCRIPT ရေးမယ်နောက် coffee link ရှိရမယ်နော်ကျွန်တော် coffee link သွားယူလိုက်အောင်မယ်โอเคဒီကိုပြန်သွားမယ်ပြီးဒီမှာနော် copy ချပေးလိုက်မယ်ရပြီဒါဆိုနောက်နှိပ်ကိုနှိပ်မယ်အကွင်းလေးတွေသူ့နေရာသူရွှေ့ပေးလိုက်နည်းနည်းလေးပြင်ရမှာပေါ့နော်နည်းနည်းလေးတွေစောင်းတော့နည်းနည်းလေးတွေစောင်းနေဆိုဒါလေးဖိပေးထားလိုက်ဘေးနားလေးကိုနည်းနည်းလေးပဲဘေးနားလေးနည်းနည်းချင်းဖိထားလိုက်သူကသူလိုလိုရွှေ့သွားဖိထားနေအောင်โอเคဒီလောက်ဆိုရင်ရပြီပေါ့နည်းနည်းလေးဒီကောင်ဒူကောင်းနေရမမြင်ရဘူးကောင်ရတော့
okay ရပြီဆိုနှိပ်ကိုနှိပ်လိုက်တော့โอเคဒါဆိုရင်တော့ရပြီနော်ရပြီဆိုပေမဲ့ तू ကတချို့ဟာတွေကြတော့လက်တွေ6တောက်တွေကတလွဲဖြစ်โอเคဒါဆိုရင်တော့ရသွားပြီပေါ့နော်တကယ်နှိပ်ကိုနှိပ်မယ်ဒီမှာကိုလိုချင်ကတဲ့ဟာလိုချင်တာဖြစ်တဲ့အတွက်ကဒီမှာရိုက်ရှာလိုက်ဒီမှာသူ့မှာလည်းပါပြီးသားပေါ့နော် DANCE တန့်โอเคပြီးပြီဆိုရင်ဒီမှာ down ဒီမှာနော်တစ်ချက်ရှာလိုက်ပါဒီ server လေးကိုတစ်ချက်နှိပ်ပြီးရှာလိုက်โอเคဒီမှာအများကြီးရှိရပါတော့ကိုကြိုက်တဲ့ဟာကိုယူပေါ့ဒီမှာမျက်ခွက်ပြောင်းတာလေးတွေလည်းရှိတယ်နော်ဟာတာလေးတွေလည်းရှိတယ်ဒါတော့ line တိတ်မကောင်းဘူးနော်ဒါတော့ဟာတာလေးတွေပေါ့စာမျက်နှာ2မျက်နှာပါရတော့နောက်တစ်မျက်နှာလည်းရှာလို့ရနော်ကျွန်တော်ဘက်ကတော့ line တိတ်မကောင်းဒီအကာလေးကတော့ကျွန်တော်အကြိုက်ဆုံးလေးပေါ့နော်ဒီအကာလေးကိုတော့ကျွန်တော်တော်ကြိုက်တယ်မိုက်လဲမိုက်တယ်နော်အဲ့ဒါလေးကိုကျွန်တော်သဘောကျတယ်ကျွန်တော်ဒါလေးနဲ့ပဲလုပ်ပြမယ်โอเคဒီကောင်တောင်းလိုက်မယ်နော်တောင်းတော့ရပြီခဏဆောင်နေလိုက်ပေါ့သူတောင်းနေပြီဒီကောင်ပြည့်ပြီဆို open ကိုတန်းနှိပ်လိုက်ရရနော် open ကိုတန်းနှိပ်ပြီးပထမ3ကိုရွေးဒါဆိုဒီမှာပထမ3လေးကိုဒီမှာ2ချက်နှိပ်ပေးလိုက်โอเคဒါရောက်သွားပြီပေါ့နော်โอเคနှိပ်ပထမတစ်ခါဆိုရင်ရက်ကိုနှိပ်မယ်ဒုတိယတစ်ခါဆိုရင် no နှိပ်မယ်ဒါပထမဆုံးတစ်ခါတဲ့အတွက်ရက်ကိုနှိပ်မယ်โอเคဒါဆို no နှိပ်လိုက်ပါနော်โอเคဒါဆိုတော့ရပြီဒီ OBJ ကိုတော့ကျွန်တော်ဖြတ်ပလိုက်တော့မယ်โอเคဒီကောင်ကာလာထည့်မယ်ပေါ့နော်ကာလာထည့်မယ်ဆိုရင်ဒီမှာနည်းနည်းလေးကြီးလိုက်ပေါ့နော်ဒီကောင်လေးနည်းနည်းလေးကြီးလိုက်ကာလာထည့်မယ်ဆိုရင်ဒီကိုကထည့်ခြင်းတဲ့နေရာမျက်နှာကိုရင်ထည့်မယ်ဆိုရင်မျက်နှာလေးကိုထောက်လိုက်တစ်ချက်ပြီးမတာရောနှိပ်ပြီးဒီမှာ tattoo ကိုနှိပ်ပြီး media package ပြီးရင်ကိုရှာလိုက်ပါနော်ဒီမှာ file နဲ့တော့မယ်ဒီမှာနော်မျက်နှာဆိုမျက်နှာလေးထည့်ပေးလိုက် okay ဒါဆိုရပြီပေါ့နော်ဒါဆိုမိုက်ပါလေဒါရပြီဆိုတော့ဘာရှိမလဲဆိုမှတ်ထည့်ရမှာပေါ့animation အရှိကြီးပါတယ်မိုက်တယ်
စက္ကန့်30နီးပါးလောက်28စက္ကန့်နီးပါးလောက်ပါတယ်ဒီနောက်ကမလိုတဲ့ဟာကိုဖြတ်ပြပါနော်โอเคဒါရပြီဆိုတော့မှတ်ထည့်ရမယ်ပေါ့နော်မှတ်ထည့်ဖို့ဆိုတော့ Telegram ကိုသွားလိုက်ပေါ့ဒီ Telegram ကိုသွားလိုက်နောက်ပြရမယ်ဒီမှာတင်ပေးထားတယ် 3D model only ဆိုတဲ့အထဲမှာလည်းတင်ပေးထားတယ် GB ဒီမှာဘာလို့ဒီမှာ NMPP map ဆိုပြီးတော့အဲ့ map ကိုတစ်ချက်နှိပ်ပြီးရင်မှာပထမ 3D ကိုတန်းရွေးလိုက်ပါနော်ပြီးရင် okay okay ဒါဆိုရရပါတော့ဒါဆိုရင်တော့သူကတရင်ချုပ်ပုံစံမျိုးလုပ်ချင်တာဖြစ်တဲ့အတွက်ဆိုတော့ဒီပလန်ကိုဖြတ်လိုက်ပါနော်ဒီအနောက်က background ကိုဖြတ်ပြင်မှရမယ်အဲ့တော့ဒီမှာဒီကောင်လေးတွေမှာအပေါ်မှာ hero show ဆိုတဲ့ကောင်ဒီကောင်လေးဒီအပြင်ကကောင်လေးဒီကောင်လေးဖြတ်ပြပါနော်ဒီရေခဲဆောင်ပုံစံလေးနှိပ်ပြီးတော့ဖြတ်ပလိုက်အဲ့ဒါဆိုဒီလိုမျိုးအလွတ်ဖြစ်သွားပြီပေါ့နော်โอเคမတ်ကိုပြန်ကျင်းလိုက်ပါနော်မတ်ကိုကျင်းလိုက်မယ်မြင်သာလောက်ထိကျင်းလိုက်မယ်ကျင်းပြီဆိုရင်အစကိုဆွဲတာနော်ဒီလိုအစမှာပဲထား model ကိုနှိပ်မယ်ဒီဘက်လေးနည်းနည်းဆွဲလိုက်ဒီမှာ FPHCI ဆိုတဲ့ကောင်တစ်ချက်နှိပ်မိအကောင့်ကြီးလိုက်ပါနော်ကိုလိုတလောက်ကြီးပေါ့ဝိုင်းဝိုင်းလေးလေးဖြစ်အောင်ထားပါနော်ဒါကြီးလည်းမကြီးပါနဲ့ဘေးပတ်လေးလှည့်ကြည့်ပါနော်နည်းချုံချုံလေးဖြစ်နေတယ်ဆိုရင်ပြန်ပြင်ပေါ့ခရပြီဆိုရင်ပုံထည့်ပါနော်တရင်ကျော်ဆိုတော့သူတရင်ကျော်ပုံစံမျိုးလုပ်ချင်တာတဲ့ကျွန်တော်လာမေးထားလို့ပေါ့နော်အဲ့တော့ခေါင်းတစ်ချက်သွားပဲနော်ဒီမှာတရင်ကျော်ပုံလေးတွေရိုက်ရှာလိုက်โอเคပါနော်ဒီမှာဒီပုံလေးတောင်းလိုက်မယ်โอเคပြီးဗီဒီယိုပြန်သွားမယ်ပေါ့နော်ဒီ SPHCI ကိုတစ်ချက်ထောက်မယ်နော် SPHCI ကိုတစ်ချက်ထောက်မယ်မတာရဲကိုနှိပ်မယ်တထူးကိုနှိပ်မယ်အပေါင်းကိုနှိပ်မယ်ပြီးမှအမ်ဘလန်ကိုရွေးပေါ့နော်တပ်ပုံပိုင်းကိုရွေးပြီးဒါထည့်ပေးလိုက်โอเคဒါဆိုရင်တော့ရပြီဒါရပြီဆိုတော့အစကိုပြန်သွားပါတော့ဒီ hero ဆိုတာလေးပိတ်နှိပ်လိုက်ဒီမှာ samba dancing ဆိုတာလေးရင်ရဟာလေးပိတ်နှိပ်လိုက်ပြီးတစ်ချက်ကြည့်ရောဘေး background တစ်ချက်ကြည့်ကြည့်ဘေး background ကကိုလိုချင်တဲ့ပုံစံမရဘူးပေါ့နော်ကိုလိုချင်တဲ့ပုံစံမရဘူးဆိုရင်ဒီကောင်တစ်ချက်ထောက်လိုက်ပေါ့နော် FPHCI ကိုတစ်ချက်ထောက်လိုက်ဒီမှာ rotate ကိုနှိပ်လိုက်ပြီးတော့လှည့်ပါနော်ကိုလိုချင်တဲ့ပုံစံထားပါဟောဒါမတ်ကိုတော့ထောက်သွားတယ်မတ်ကိုမထောက်လို့မရဘူးနော်မတ်ကိုထောက်လို့မရဘူးအဲ့လိုထားပါနော်တရင်ကျပုံကိုစင်ပြေကလေးလေးထားပါနည်းနည်းသေးတဲ့ထင်းတယ်နည်းနည်းဟိုကသေးတဲ့ထင်းတော့လည်းနည်းနည်းကြီးပေးလိုက်ပါနော်ဟောပြန်လှည့်လိုက်မယ်နည်းနည်းသေးတယ်ဆိုနည်းနည်းကြီးပေးလိုက်မယ်โอเคချက်ကြည့်ကြည့်ပါနော်โอเคဒီလိုမျိုးဆိုလောက်ဆိုရပါပြီဒါ lighting လေးပါလေးထည့်လိုက်ရင်ရပြီဒီလိုမျိုးတွေဖြစ်တယ်ဆိုဘာမှမဖြစ်ဘူးနော်ဒီလိုမျိုးဖြစ်သွားတယ်ဆိုပျောက်သွားတယ်ဆိုဘာမှမကြောက်နဲ့ဒီ samba dancing ဆိုတာလေးကတိတ်နေတယ်သူ့ညသူပြန်ရောက်သွားโอเคဒီကောင်ဆိုတော့ဒီကောင်လေးနည်းလေး lighting လေးထည့်လိုက်ပါကွာထင်သာအောင် light ကိုတစ်ချက်နှိပ် pro scan ကိုတစ်ချက်နှိပ်လိုက် pro scan ကိုတစ်ချက်နှိပ်ပြီးတော့တိုင်းဆိုတာရှိတယ်အချိန်ပေါ့နော်ကိုထားခြင်းဆိုထားလိုက်ရတယ်ညဘက်ထားခြင်းလားမနေ့မှာ
ဒါ3နာရီလေးနဲ့9နာရီ17နာရီ12နာရီ1နာရီ2နာရီကိုကြိုက်သလိုထားလို့ရတယ်12လောက်ထားလိုက်လေးဖြစ်သွားပြီး like ကိုပဲနှိပ် point ကိုပဲနှိပ် point ကိုထားခြင်းသလိုထားလို့ရတယ်ဒီစီးစီးကိုမှတင်ရတော့တင်လို့ရတယ်3လောက်ထားကြည့်လိုက်ထားလိုက်ပြီးသွားရင် point ကိုပဲနှိပ်နော် point ကိုပဲနှိပ်ပြီးဒီမှာ color ဆိုတာရှိတယ်ကိုကြိုက်တဲ့ color ထားအဆင်ပြေတဲ့ color ထားပြီးဒီမှာမြားလေးနဲ့အပေါ်ဆွတ်တင်ချိန်လိုက်ပြီးဒီမှာဒီဘက်လေးဆွဲဒီမှာ rate ဆိုတာရှိတယ်အောက်ကောင်ကိုထားခြင်းလောက်ထားတရားထားခြင်းလားထားပြီးလိုက်ဒီမှာကိုတင်ရင်လောက်တင်လို့ရ rate ဆိုတော့အကျယ်ပေါ့နော်ဒီအလင်းကကျဲလာမှာတဖြည်းဖြည်းဒါဆိုအလင်းကကျဲသွားပြီโอเคပြီးဒီမှာတကောက် point ကိုပဲထပ်နှိပ်ဒီမှာ spotlight ကိုနှိပ် spotlight ကိုလည်းအဲ့လိုပဲကိုလိုသလိုချိန်ဒီလိုမျိုးအပေါ်ကနေထားခြင်းလည်းရတယ်အပေါ်ထားခြင်းလည်းရတယ်ဘေးကထားခြင်းလည်းရတယ်ဒီလိုမျိုးထားခြင်းလည်းရတယ်ထားကိုအဆင်ပြေသလိုထားပြီးဒီကောင် hero နည်းနည်းလေးကြီးကျင်သေးတယ်ကြီးကျင်တယ်ဆိုရင်လည်းကြီးပေါ့နော်ကျွန်တော်တို့နည်းနည်းလေးကြီးလိုက်အောင်နည်းနည်းလေးသေးရโอเคနည်းနည်းလေးကြည့်ပါနော်ဒါဆိုရပါပြီဒီဟာရဲ့ပုံထွက်ရင်သိတာနော်ပုံထွက်ရင်ဒါလေးပုံပြောင်းသွားတယ်အရောင်ပြောင်းသွားမှာဒီလိုမျိုးလေးဖြစ်သွားမှာဒီဒါကင်မရာရိုက်မယ်ပေါ့နော်ကင်မရာရိုက်တာပြမယ်ဒီကင်မရာကိုတစ်ချက်နှိပ်လိုက်ပါနော်ကင်မရာကိုကဒေါင်းလိုက်ရိုက်ချင်လားပေါ့နော်ဒါဆိုရင်အလျားလိုက်လို့ခေါ်တယ်ဒီကောင်ဒေါင်းလိုက်ပြောင်းလိုက်မှာကျွန်တော်ဒေါင်းဒီမှာဒါဆိုဒေါင်းလိုက်ဒီ920ပြီးပေးနာလေးရကောင်ဒီမှာဒါဆိုအလျားလိုက်ဒီကောင်ဒေါင်းလိုက်ဒီတိုင်းရိုက်ပြမယ်ကျန်းရင်ဆိုတာလေးနှိပ်မယ်ပြီးဒီမှာမက်ကိုကြုံလိုက်အရင်ဆုံးချိန်လိုက်ပေါ့နော်ကိုစိုက်ရိုက်မယ်နေရာကိုချိန်ရမယ်ကင်မရာရိုက်တော့နည်းလေးလက်ပေါက်ကတ်တယ်ဒီလိုမျိုးရိုက်မယ်ဆိုရင်တော့အလျားလိုက်ပဲကောင်းတယ်ဒေါင်းလိုက်မကောင်းတားပြေးတယ်ကင်မရာရိုက်ကတာခေါင်းစားတယ်ဒီမှာခဏနေအောင်နော်ဒါလေးခဏနေဒီမှာနာမည်ဒီပိုင်းထည့်ကြည့်နိုင်ဆိုရင်ဒီမှာ D80 test ဆိုတော့ကောင်ရှိတယ် D80 test ဆိုတော့ကောင်တစ်ချက်နှိပ်ပြီးတော့ကိုကြိုက်တဲ့နာမည်ထည့်ပေါ့ဒီမှာစာကယ်လေးနဲ့လိုသလိုပြင်မင်းဒီဘက်ကဟိုဟာလေးကိုနှိပ်လိုက်ဒီဖောင်ကလေးနှိပ်လိုက်ဒီမှာလူမျိုးလေးပြောင်းရည်တယ်ပေါ့နော်ရပြီဆိုရင်နေရန်လေးကိုကတ်ထားလိုက်ဒီနေရန်လေးကိုကတ်ထားမယ်โอเคပြီးရင်စာလေးကိုအရောင်လေးပြောင်းလိုက်ပါနော်မတာလေးကိုနှိပ်မတာရနှိပ်ပြီးကာလာလေးပြောင်းလိုက်ဒီအစိမ်းအောင်လေးဆိုပိုကောင်းတယ်အနီဒီလိုဒါမျိုးလေးဆိုပိုပြီးအယောင်တောက်တယ်ပြီးဒီမှာโอเคဒီကောင်မီဒီလေးထည့်ပေးလိုက်ဒီမှာ point ကိုတစ်ချက်ပေးပြီး up point ကိုဒီပေါက်ရွှေ့
ဒီမီဒီနာလေးကိုကတ်ရွှေ့ပေးလိုက်မီဒီကိုလင်းနေတယ်ဆိုရင်ဒီမှာဒီကောင်3လောက်တင်လိုက်ဒီများလေးတင်လိုက်3လောက်တင်ပြီးသွားရင်ဒီ rate ကိုရောက်သွား rate ကို short ချလိုက်ပါနော်ဟော point ကိုပြန်သွားမယ်ဒီမှာ rate ကို short ချလိုက် rate ကို1လောက်ပဲထားလိုက် 0.5 ကြိုက်တဲ့လောက်ထားဒါဆိုဒီမီးလုံးလေးနေရာဒါလေးလင်းနေလိမ့်မယ်နေရာလေးကဒီမှာတစ်ချက်ကြည့်ကြည့်ပါနော်ပြမယ်နေဒီဒါအလင်းကနည်းနည်းလေးဟိုဟာဖြစ်တယ်နော်အလင်းထပ်တင်လို့ရသေးတယ်များပါပြီဒါကြတော့များပါပြီညာပြီ rate ကိုနည်းလေးပြန်တင်လိုက်ပါနော် rate ကို1လောက်ထားလိုက် 1.5 1အဲ့လောက်ထားလိုက် okay လောက်တယ်မှာနည်းလေးလင်းသွားပြီကင်မရာပြန်ရိုက်မယ်နော်ကင်မရာကိုပြန်သွားလိုက်မယ်ဒီကျင်းဆိုတာလေးပိတ်နေတယ် okay ဒီမှာစရိုက်မယ်ဆိုအပေါင်းလေးပိတ် crate ကိုနှိပ်ဆွဲလိုက်ပါနော်ကိုရိုက်တဲ့ရှင်စလောက်ဒီကောင်ဆို animation ပါတယ်28စက္ကန့်ပါတယ်အတွက်28စက္ကန့်ထားပေးလိုက်ပြီးဒီမှာအပေါင်းနှိပ်ပြီးဒီမှာ2စက္ကန့်စီယူပါနော်2စက္ကန့်စီယူပြီးတော့ကင်မရာကိုဒီမှာကင်မရာလှည့်တဲ့အချိန်မှာကြည့်ဒါဆိုလက်မတစ်ချောင်းလေးနဲ့လှည့်တာနော်ဒါလက်မတစ်ချောင်းလေးနဲ့လှည့်တဲ့အချိန်တော့ဒီလိုမျိုးဖြစ်သွားပြီပြီးဆိုဒီမှာလက်မလေး2ချောင်းအောင်သုံးပြီးတော့ဒီဘက်လေးကိုပြန်ဆွဲ okay မှာဒါအလွယ်ဆုံးရိုက်နေပါနော်တစ်ချက်ပြန်ဆွဲဒီမှာလက်မ2ချောင်းနဲ့ပြန်ဆွဲဒီတော့ကျွန်တော်လှည့်တာပြောင်းပြန်ဖြစ်ဟီရိုလေးနဲ့တိုက်ပြီးလှည့်ပါနော်ဒီလိုမျိုးလေးတွေအောက်ကနေပိန်ရင်ပို့လှတယ်ဗောနော်ဒါဆိုကောင်းကင်လေးတွေလည်းပါတယ်ဒါမြေကြီးတဲ့ရောက်သွားတာဒါကြီးလည်းစိုက်လို့မရဟောလူမျိုးဖြစ်သွားဘာမှမဖြစ်ဘူးနော်ရတယ်ပြင်တာကြိုက်ပြန်ပြင်ရတယ်ဒီကကီးနေရကြာနေလို့ပဲဒါပြေးနေကင်မရာဘာမှမဖြစ်ဘူးဒါသူကပြေးရင်လို့ပြေးအဓိကကင်မရာဒီကင်မရာနေရာကြာဖို့ပါဒီမှာဘာမှမဖြစ်ဘူးတဲ့ပြေးတော့သူပြေးရင်လို့ပြေးသွားခြင်းလို့သွားဘာမှမဖြစ်ဘူးဒီကဒီလိုမျိုးပြန်ချိန်တက်လိုက်ရပြီဒီလိုမျိုးပြန်ချိန်တက်ရပြီသူကပုံမှန်လေးသူကလှုပ်သွားမှာโอเคဒါကင်မရာရိုက်တာပါနော်ဒီမှာမတ်တွေပါလေရိုက်ရခြင်းမတ်လေးတွေပါရိုက်ပြပါOkay ရပြီဗောနော်ဒီကောင်ရပြီဆိုရင်တော့ဗီဒီယိုထုတ်လိုက်တော့ရပြီဒီမှာ crate video နှိပ်ဒီကောင်1080လောက်ထားပြီးတော့ crate video နှိပ်လိုက်တာမျိုးရပါပြီဗောနော် Okay ဗီဒီယိုကလောက်နော်ဗီဒီယိုတားရှည်တော့